တာပေးပါမယ်ဟုတ်ကဲ့ဘယ်လောက်လဲတော့နားနေတယ်ဒီတကယ်ဖြစ်လို့နော်ဒီမှာကာမမဆုံးဘူးပေါ့နော်အခုမှဆောက်ဆုံးဘူးပါဟုတ်ကဲ့အဲ့ကျွန်တော်တို့သွားမယ်အဲ့ကြွတော့မကြောက်တရေဆိုလို့ကြောက်တယ်ကြွက်ကလောက်ကြွက်ကငငယ်ကလေးကအေးဆေးပဲကြွက်တော့သွားတာဟာလားနော်အခုဆိုတော့ရက်ကီးလို့ဟုတ်တယ်ကွာရက်ကီးရယ်ကွာဒီကမှာပါကြီးအောင်လေဟောဒါဒီဘက်ကြီးဒါကိုဘက်ကဆိုတော့ဒီဘက်ကဘာမှမဆွေးအောင်ရေးမင်းတို့ကောင်လည်းမဟုတ်သေးဘူးညအခုစစချင်းဆိုရင်တော့တော်လည်သွားပြီတော့ကိုတခါမှလည်းမစုံဘူးဒီကေအေးအောင်ခေတန်နေကြနေတဲ့တော့မတူနေရဲ့စိုက်ပြီးနေတယ်မတူပါစီနေရဲ့ဟာအတန်းတူဟာဘာကြီးတော့အေးအောင်မင်းတို့အဲ့ဒါတကယ်အဲ့ဒါရောင်းမှာလို့တာဆုံးနေတယ်နော်တော်လက်မြန်သွားတယ်ကိုပြောတာဟုတ်လားဒီနာပါဘူးဒီနာတက်လို့မရဘူးဒီဘက်ကတက်လာမယ်လေဒီဘက်လည်းရတာမသိဒီဘက်ကတော့ရရပေါ့နော်ဟုတ်ကဲ့ယေးဒီဘက်ကတော့ရတယ်ကွာမကြည့်စတုံးညပုတ်အေးအောင်ဘာဖြစ်တာလဲကျေးအောင်ယေးကျွန်တော်ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးရလုပ်ပေးတို့အတွက်အရင်မကြည့်ပေမဲ့ကျွန်တော်တို့အများကြီးအထောက်အကူဖြစ်လို့လည်းဖြစ်ပါရဲ့ဟုတ်ကဲ့အခုဆိုတော့စိန်ကနေတော့ဝင်သွားတယ်မယ်ရော့အစိမ်းတော်လေးကြည့်ဘယ်ရောက်မလို့ကျွန်တော်လည်းမသိဘူးကျွန်တော်တော်တော်လဲမသိတာအခုမှဆော့ဆိုလုံးဝဆော့မတက်ဘူးဒီကိန်းကြီးမလူကြီးအောင်384နဲ့တော့2483လား248338အဲ့တော့38နဲ့Oh my god ကြောက်ဆိုင်ကွာခေါ်တာဂိမ်းလားမသိဘူးကွာတကယ်ကြောက်ဖို့ကောင်းတယ်အဲ့လိုဂိမ်းကျွန်တော်တစ်ခါမှမစိုးဘူးခေါ်တာဂိမ်းမှန်တော့မစိုးဘူးခရန်ဒီအောင်မနေစော်ပေးရကျွန်တော် YouTube အဲ့လိုမျိုးလေ comment မှာကြိုက်တယ်ယူပါဘာဂိမ်းနေဆိုခေါ်တာဂိမ်းလားပါကေအဲ့လိုမျိုးခရန်ဒီ2ပြပြ chapter 2ပြကျွန်တော်စော့ပေးပါမယ်ဟိုနောက်နေကြ GMN တင်ပေးမယ်ဒီက GMN လေးစော့နေရချိတ်ဆုံးနေRocky ကမြင်တယ်လို့ပဲ Rocky ရောကျွန်တော် Rocky ကဒီနေရောက်နောက် Rocky ကျွန်တော်မြင်နေဒီရောက်ပြေးချီလိုက်လာပြီပပဒီဘက်ထဲမှာခုနကဒီဘက်ထဲမှာဟုတ်တယ်ဒီဘက်ထဲမှာဟုတ်တယ်ဟေ့show me the juice အနေရုံလိုက်ရရပါတော့ဒီလေးပြလို့ခုနနေရာပြန်သွားမယ်ဘုံမျိုးလေအစိမ်းအောင်တကားပေါက်နေအဲ့နေရာကဒီပလာမယ်ဟုတ်တယ်ဘယ်ဒီဘက်အောင်တယ်အဲ့လိုက်လာပြေးငါကောင်ပြေးကိုရီးယားတော့ပြေးချက်ကလက်လွန်ရလားအောင်ရေးတက်ဝိုက်တိုင်းတော့လားဒီဘက်မဟုတ်ဘူးဒီဘက်ဒီရဲ့ကျန်တော့မဟုတ်တယ်လိုက်တယ်ကျွန်တော်တခါမှမလုပ်ဘူးကျွန်တော်ထိန်းလို့ရှောက်လို့တာပေါ့နော်တကယ်တခါမှမလုပ်ပါဘူးတော်တော်လဲနေပေါ့နော်ခုဆိုတော့ cheese ကဘယ်လိုခု8ခုလား9ခုပေါ့9ခုနေမှာအဲ့ကိုဒီမှာတော့ပေါ့ဒီမှာတာလို့ချက်ဒီနေရာဟုတ်တယ်ဟုတ်တော့ဒီနားမှာပါရှိအောင်လည်းမသိတက်အေးမသိဘူးအေးတိုင်ပတ်နေပကွာကိုရမကျွမ်းဘူးအဲ့ဒါတော့ပကွာမကျွမ်းမဟုတ်ဘူးရဒါတော့ကောင်းပါနေ
အခုမှ cheese တော့ yes ဟာပြဿနာပဲ哎呀ဒီငါနဲ့တော့မဟုတ်တော့ကွာငါကောင်လေးရောဟာရဟဲ့ဆောမဆောကျင်တော့ဖြတ်ရှင်နေကွာဒီကိဘူးတော့ဖြတ်ရှင်စိတ်တွေပေါ့ဟေးလားမခုံတော့ဘူးကျွန်တော်ကွာတကယ်ပြောမခုံတော့ဘူးတခါမှဘရိုမသေးချင်ဘူးဟုတ်ပြီ yes တော်ပြောဟဲ့9ခုရောက်ရနော်4ခုပဲလိုရလားရောက်ဝင်လိုက်ပြီဒါလို့ချက်ဒါပဲနေရောက်ဒီနေကြီးဒီကဘောငါရှင်နေတာတိတ်ကုန်မရှိဘူးနော်တစ်ခေါက်တော့ဒါဘောဘောနေဝနာနေဒါကျွန်တော်မတ်လို့နော်မတ်ရတော့တိုင်မရဘူးသားကြီးတို့ရေဒေတို့ကမရဘူးရေတိုင်းကြီးမရှိပါဘူးဒေတို့ရတယ်ကွာဟောလည်းလိုက်လာနေမင်းငါ့ကိုအဲ့မှာတိုင်လာတော့ငါကောင်းနေအမင်းလောက်လိုက်ခဲ့မယ်ဒါကြီးရုံမယ်နော်ဒါကြီးရမသိဘူးညတဲတို့လားညတေးကောင်းနေမှာငါတို့တေးတာငါကောင်းနေပွင့်သေးလားညပွင့်သေးပြေတခုရပါတခုရနှစ်ခုတိုးနာဘယ်မှာလဲမသိပဲကြာစာကြည့်အောင်မဒီနာပါလေနားပါလေတခါမှမစားဘူးအဲ့အောင်ဒီမှာတခုကြောင်ဝါကွာနောက်ဆုံးတစ်ခုကဘယ်နေရာမှာဘိုးပြောပြအဲ့ဒါကနစဉ်းစားလို့ဘယ်နေရာကျန်သေးရလဲဒီနေရာလေးပြီးသွားပါပြီအဲ့ဒါဘယ်နေရာလိုအောင်ဘူးပြပြပါဦးဟုတ်ပြပါဦးအဲ့ဒါဘယ်နေရာလိုအောင်ဘူးဟောဒီနေရာဟုတ်တယ်ဟုတ်လားမရှိအဲ့ဒါဘယ်နေရာလဲတိုင်းဒီမှာတခုပဲလို့ဒီမှာကြားပြီလို့ကွာမင်းကောင်းနေလေအခုလေးကပြီးလိုက်တော့တယ်တော့မမြဲရဘူးပါလိုက်တော့ဒီနေရာမှာပြန်ပြီးရောခုနဲ့တူတော့ဘယ်နှခါလုံးရှိနေလို့ဒီဒဲပဲတူးနေအောင်လေဘယ်လိုဆောင်အောင်ပြရတယ်ဒီအောင်တော့ဘယ်ပါလဲတို့တခုလောက်ပြောပြရပါဘယ်နေရာမှာတော့ဒီဘွားကြတော့ဒီဆိုတော့ဘယ်နေရာကျန်နေသေးအောင်ဒီကဆိုရင်
ဘယ်နေရာကျန်သေးအောင်ကွာပြင်းနေမှာဆိုရတယ်ကွာဒိန်းနေဘယ်နှကင်းစော့ပြရမလဲဆိုတော့ကျွန်တော်ပြောလိုက်ပါကျွန်တော်ခေါင်းကိုက်နေပြီကျွန်တော်စော့ရင်းနေဘာလို့လဲမသိဘူးကြောက်ကောင်းနဲ့တန်းတူးမှာကြောက်တယ်နော်တိုင်ပတ်နေတိုင်းတို့ကြောက်လို့ရှိဘူးနော်ငါစားတဲ့လောက်တို့တိလားပြောပြကြအောင်တိုင်းတို့ပြောပြကြအောင်ဘယ်နေရာမှာဒီဘက်ထဲပြန်သွားကြည့်မယ်တိုင်းစိတ်မပန်းဘူးဒီဘက်ထဲမှာရှိရဒီဘက်ထဲပြန်သွားနိုင်မလားပြင်းလိုက်ပြင်းလိုက်တာဒါရောဒီဘာလို့ဒီလိုပတ်ကွာကုန်ဒါပတ်ကွာကုန်မဒီဝိုင်းဟာလေဟိုမှာအပြာရောင်နေဟုတ်အားလုံးရောင်နေတယ်တိုင်းတို့ဟောင်းကြီးကြမှာတော့ sorry ပါကျွန်တော်ခေါင်းကိုက်နေတော့ဒီနေ့ဒီဗီဒီယိုမှာပဲကျွန်တော်ပြီးလိုက်ရင်ကောင်းမလားမသိဘူးဒီလားတကယ်ကြီးတော့ခေါင်းတားကိုက်နေပြီဗျာဘယ်တခုကနေနိုင်ပဲရောက်နေပြန်လို့လေရေးပြဿနာပဲဒီဘက်သွားလေပါမှမထူးတခုလေးပဲဝင်တော့ဒီဘက်ကြီးဒီနေရာမှာတော့ရှိရမလားဒီနေရာမှာလည်းမဟုတ်ပဲတယ်မရှိဘူးကျွန်တော်အားလုံးပဲတော့ဒီနေ့ဒီဗီဒီယိုမှာပဲလုပ်လိုက်တယ်ပေါ့နော်ကျွန်တော်ခေါင်းကိုက်နေလို့ပေါ့နော်ကျွန်တော်တော်ခေါင်းကိုက်နေပါပြီစီးတော့မှဖြစ်တော့မယ်အားလုံးပဲ bye guys